မိန်းကလေးငယ်လေးထိသမျှအရာအလုံးဟာရွှေဖြစ်ပြောင်းလဲသွားပါတယ်။အိမ်တော်ထိန်ကသူမကိုတားဖို့ကြိုးစားပေမဲ့မမီခဲ့ပါဘူး။သူမဟာယွန်းတစ်ဆက်တန်းတန်နဲ့ပန်းအိုးကြီးနာကိုရှောက်သွားတဲ့အခါမှာတော့သူမရဲ့အမေကရှောက်မစောနဲ့တော့ဆိုပြီးအော်ဟစ်တားဆီးလိုက်ပါတယ်။မိန်းကလေးငယ်လေးဟာစိတ်မကောင်းဖြစ်သွားပြီးလမ်းပေါ်ကိုတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။သူမဟာစိတ်ကောင်းရှိတဲ့သူဖြစ်ကြောင်းတက်တည်ပြချင်တာကြောင့်လမ်းပေါ်ကကြောက်ခဲတစ်လုံးကိုထိပြီးရွှေဖြစ်ပြောင်းလဲလိုက်ပါတယ်ပြီးနောက်အမျိုးသမီးတစ်ယောက်ကိုလှမ်းထားပြီးအဲ့ဒီရွှေကိုပေးဖို့ကြိုးစားပေမဲ့အဲ့ဒီအမျိုးသမီးကသူမကိုဂရုမစိုက်ပဲဒီအတိုင်းရှောက်သွားခဲ့ပါတယ်မိန်းကလေးငယ်လေးဟာဇဝေဇဝါဖြစ်သွားပြီးနောက်ထပ်အမျိုးသားတစ်ယောက်ကိုထပ်ထားပြန်ပါတယ်အဲ့ဒီလူကရွှေကိုလက်ခံလိုက်တာမြင်တော့သူမအောင်မြင်ပြီလို့ထင်လိုက်တာပေါ့ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီလူကမိန်းကလေးငယ်လေးကိုလူလိမ်လို့ထင်တွင်းပစ်ခဲ့ပါတယ်မိန်းကလေးငယ်လေးဟာအားကိုးရမဲ့စွာနဲ့မြေကြီးပေါ်မှာထိုင်နေမိပါတယ်။အနားမှာရှိတဲ့တောင်းစားသူအမျိုးသမီးတစ်ယောက်ကသူမကိုတနာသွားပြီးပေါင်မုတ်တစ်ဖက်ပေးလိုက်ပါတယ်။မိန်းကလေးငယ်လေးဟာအဲ့ဒီမုတ်ကိုပျော်ပျော်ရွှင်ရွှင်စားလိုက်ပါတယ်။သူမကပါဇက်ကိုရှာနဲ့တက်ရင်ပိုက်စားသေးတယ်လို့ပြောတဲ့အခါကျင်နာတတ်တဲ့တောင်းစားသူကမုတ်ထက်ဝဲဖို့သူမကိုငွေကြွေစေးနှစ်စေးထပ်ပေးပါတယ်။မိန်းကလေးငယ်လေးကဘာလို့ဒီမှာတောင်းစားနေတာလဲလို့သိကျင်စိမ့်နဲ့မေးတဲ့အခါမှာတော့အမျိုးသမီးကသူမရဲ့ကလေးနေမကောင်းဖြစ်နေလို့စေကူဖို့ပတ်စံအများကြီးလိုအပ်နေကြောင်းပြောပြပါတယ်မိန်းကလေးငယ်လေးဟာစိတ်မကောင်းဖြစ်သွားပြီးအမျိုးသမီးရဲ့တောင်းခံတဲ့ခွက်လေးကိုကင်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲအဲ့ဒီခွက်ကလေးဟာရွှေဖြစ်ပြောင်းလဲသွားပါတော့တယ်အမျိုးသမီးကမိန်းကလေးငယ်လေးကိုမျက်လက်ပြနေတာလို့ထင်နေပေမဲ့မိန်းကလေးငယ်လေးကသူမကိုရွှေဆိုင်တစ်ဆိုင်စီတန်းခေါ်သွားပါတယ်သူတို့ရဲ့နွမ်းပါတဲ့ပုံစံကိုမြင်တော့ဆိုင်ဝန်ထမ်းကမောင်းထုတ်ဖို့ကြိုးစားပေမဲ့ဆိုင်မန်နေဂျာကအပြေးလွှားလာတာပါတယ်ဘာလို့လဲဆိုတော့သူဟာဒီလောက်ကြီးမားတဲ့ရွှေခွက်ကြီးကိုတခါမှမမြင်ဘူးလို့ပါပဲ